အဲ့တော့ကျုပ်ကတကယ်တော့တရားဓမ္မပဲပြောနေတာဗျာနော်ဟုတ်ပါအတန်လေးနဲ့တူပြီးသမီးတို့ဒါတော့ခင်ဗျားတို့ကတူတူပြောကြလို့သူတို့ဆိုတာနော်ပြီးတော့တရားဓမ္မပဲအဓိကပြောနေတာဗျာနော်ဟုတ်ပါတယ်မင်္ဂလာရှိအဲ့လိုဆိုတော့တရားဓမ္မပဲနားထောင်ခြင်းတဲ့သူဆိုလို့ရှိရင်ပြောလိုက်တာပေါ့နော်ဟုတ်တယ်ကောင်းပါအဲ့လိုပဲနဲ့ဒီတိုင်းတော့ပြောတောက်ပြောနေတယ်ဟိုဟာပြောဒီဟာပြောနေတယ်ပြောတဲ့သူဆိုတော့လည်းအသိမပြောတော့ဘူးဟုတ်တော့တမှုလည်းမရှိဘူးလို့ရှိရဟုတ်တယ်အဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်တပည့်တော်ကနေပြီးတော့ဒါဝေကဓမ္မကိုပြောအောင်ဝေကဓမ္မဘာတရားများသိချင်လို့ဒီလိုဒီလာတော့ဝေကဓမ္မမှာသိနေတယ်လေ့ကျင့်နေရတဲ့တရားဓမ္မမှာဘာအခက်ခဲရှိလို့ဘာမှအခက်ခဲမရှိဘူးဆိုရင်လည်းဒီလိုဒီလာတယ်ဟုတ်တော့လားဘာအခက်ခဲမှမရှိရဘူးเนาะဒါပေါ့ကိုယ်နဲ့ကိုကောင်းနေတာပဲဟုတ်တယ်ဝေကဓမ္မတို့နဲ့ကျုပ်တို့နဲ့ဓမ္မချင်းမတူဘူးရတယ်လားဟုတ်ပြီဝေကဓမ္မတို့ရဲ့ဓမ္မကဒါရီဒီဓမ္မလို့ဆိုတာရဲ့ဓမ္မပဲဒါရီဒီဓမ္မဟုတ်တယ်ဒါရီဒီဆောက်တိုက်ဣတိတသမထို့ကြောင့်ဓမ္မမြည်ဆိုတော့ဝေကဓမ္မတို့ကျင့်တဲ့ဓမ္မကသူ့တော်သူဆောင်းနေတဲ့ဓမ္မကိုကျင့်တာဟုတ်တယ်ကျုပ်ကျင့်တဲ့ဓမ္မကအဲ့ဒါမဟုတ်ဘူးကျုပ်ကျင့်တဲ့ဓမ္မဒါရီယတိတိဓမ္မဒါရီယတိတိဟုတ်တယ်ရှိရပါရက်ကောက်ပါသွားရပလက်ပါဒါရီယတိဆိုတာကံဟောပေါ့နော်ကံဟောခေါ်တာပေါ့ဒါရီယတိဆိုတဲ့ဟာကအဆောင်ခံရ၏ဟုတ်ပါနော်ဣတိတသမထို့ကြောင့်ဓမ္မမြည်ဓမ္မဆိုတာအဆောင်ခံတရားဓမ္မဆိုတာအဆောင်တရားမဟုတ်ဘူးဟုတ်ပါနော်ဒါရီတိဓမ္မဆိုတာကပရမတ်တရားဒါရီတိဓမ္မဆိုတာကတော့အရိယတရားပရမတ်တရားနဲ့အရိယတရားမတူဟုတ်လာအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ဒီလိုကဒါရီတိဓမ္မရပဲမေးလာသူရှိလဲပြောတာပေါ့နော်ဒါရီတိဓမ္မတဘာတွေကတနိုင်ငံလုံးဖြစ်နေတာဟုတ်တယ်တနိုင်ငံလုံးဖြစ်နေတဲ့ခါကျအဲ့ဒီဒါရီတိဓမ္မနဲ့တော့ဖြစ်လာမမေးတဲ့အဲ့ဒီထဲတဲ့ဟာတွေတော့ဖြစ်အဲ့လိုဆိုလိုတာပေါ့ဒါပါဥက္ကဓမ္မလည်းအဲ့လိုပဲပြောရမယ်နော်ကောင်းပါစကားတွေလည်းတိတ်ကြီးလည်းပဲပွားစီပြီးတော့ရှည်လျားသွားတာမျိုးမဖြစ်အောင်ပေါ့ဗျာဟုတ်တယ်ကောင်းတယ်အဲ့တော့ဥက္ကဓမ္မငါဘာတိချင်လဲဟုတ်တယ်မလားငါရဲ့ဒါရီတိဓမ္မမှာဘာခက်ခဲရှိလဲတော့မဟုတ်လဲငါဒါရီတိဓမ္မဟာသူ့ဒါရီယတေတိဓမ္မနဲ့ဘာမဆိုင်ဘူးလားပေါ့နော်အဲ့ဒီမဆိုင်ပုံဗျာငါသိချင်တဲ့အနေထားရှိသလားအဲ့လိုရှိတယ်ဆိုရင်လည်းမေးပါလို့ဒီလိုပြောရမယ်နော်အဲ့တော့သိမဆိုင်တဲ့အကြောင်းအရာတွေမေးမနေနဲ့ဗျာနော်ဘာလို့ဆိုတော့ဒီတော့လည်းအသက်ကြီးနေပြီဖြစ်တဲ့အတွက်စကားများပြောလိုက်လို့ရှိရင်ကပြန်အဲ့မောပြောခံရတဲ့သူပြန်သွားပြီဆိုရင်လူကနွမ်းကြတယ်မောတော့နွမ်းကြတယ်အဲ့လူကပင်မနာအဲ့တော့ပြောရတော့ကတော့အားနေရင်လည်းပြောရတာဘာမှမဟုတ်ဘူးတော့အဲ့လိုပဲပြီးခဲ့တဲ့ຫນွေတော့လည်းအဲ့တိုင်းပဲဗျာဘုရားကိုသက်ပြန်တော့ကမှမဟုတ်ကိုသက်မလာခင်ကပဲလာပြီးနောက်ပါပဲဒီမှာအတော်များများရန်ကုန်လူလေးတွေလာကြတယ်ဘုရားကိုကြီးအဲ့ကတော့မှတွေးလိုက်တာပြည့်တဲ့တွေတအားတိုးသွားတယ်အလူရှင်တွေလည်းပေါ်လာတယ်အလူရှင်ကတော့မထူးပါဘူးတော့ဟာလားသေဝသားတဲ့သူတွေတော့တိုးလာတာဝမ်းသာတယ်သူတို့ကလည်းလာကြတယ်သူတို့ကလာကြတဲ့အခါကျတော့ပြောရတာပေါ့နော်သူတို့ကလည်းဒီတပတ်ကိုသိကျင်တယ်ဆိုတဲ့အခါပြောရတာလည်းပဲကဲပါသိကျင်တဲ့လူတွေတော့ငါဒီတရားဆောင်နေတဲ့သူပဲလို့ဆိုတဲ့အခါကျတော့ဒီတရားမပြောလို့တော့ငါဘာလို့ရမှာတော့လို့ငါပြောပါပဲဆိုပြီးတော့တခါဆိုရင်ပြီးတော့3 နာရီလောက်ပြောတယ်2 နာရီခွဲလောက်ပြောတယ်ပေါ့ဗျာသူတို့ပြန်သွားပြီးသူနွမ်းကြံခဲ့တယ်လူကပြော့ရော့ကိုသွားတော့တာဖြစ်သွားလို့ကမေမြို့ပြန်တာပဲကောင်းပါလေဆိုတော့မေမြို့ကိုပဲကြောင်းပါတယ်မေမြို့ကြတော့ရာတိကုလူလေးလည်းအေးသွားတာတဲ့ဆိုတော့ပြီးတော့လည်းပဲပြီးကြပြီးသားသူတွေပဲများတာဆိုတဲ့အခါကျတိတ်လည်းပဲဟိုလည်းဖြစ်ရတော့တက်တာပေါ့နော်တက်တာသွားတဲ့အခါကျတော့ဗာတခါဒီကအေးပြီဆိုတော့ဒီမှာနေမဲ့ဆုံးဖြတ်ထားတဲ့ဟာအတိုင်းပဲဒီကိုပြန်လာမလားငါဒီခါမလေးကနေကားကြုံတဲ့အခါဆိုငါပြန်လာပဲလို့သူပြောလိုက်တော့ဒါနဲ့သူတို့လာခေါ်ကြပါလေ
လာခေါ်ထားတဲ့ခါကျပြန်လိုက်လာတာပေါ့ဒီလိုလေဆိုလိုတာကတော့ဖြစ်တခါပြန်ပြောလိုက်လို့ရှိရင်တခါလည်းပြန်လည်းမပြောဝဲမနေနိုင်ဘူးကိုယ့်စီကဆက်လာပြီဆိုခုနကတော့တခါလေးနဲ့တော့ပြောနေတာကြီးတခါတော်တော်ရှည်သွားပြီနော်တော်တော်ရှည်သွားပြီအဲ့လိုမျိုးနဲ့ဒါကြီးက2 နာရီ3 နာရီလောက်ကြာသွားပြီဆိုရင်ဟောပြီးရလူကနွန်းကြံခဲ့ပြီအဲ့လိုဖြစ်တယ်သူကပန်းလွန်းတယ်ပေါ့စကားပြောတာဟုတ်တယ်ရလာပြီဆိုတော့ပြီးတော့လည်းပဲတရားဟောတယ်ဆိုပြီးတော့သူ့ရဲ့အချိုးတဲ့အချိန်နဲ့ဟောနေတာလည်းမဟုတ်တော့လည်းပဲပန်းတယ်ဗျာခဏလေးလေကောင်းသူ့ရဲ့တခြင်းဆိုတယ်လို့ပြောလို့အချိုးတဲ့အချိန်နဲ့ပြောနေတာပြောဆိုရင်တော့လည်းနည်းနည်းတက်တာမှာပေါ့နော်အဲ့ဒါလိုပြောလို့ဘယ်နဲ့စကားပဲသတ်တော့တယ်ပြောရတာမဟုတ်လားပြောတဲ့အခါကျတော့2 နာရီ3 နာရီလောက်ပြောရင်ပြင်ပန်းသွားပြီလို့ပြောကြဆိုနော်အဲ့တော့ဥက္ကဓမ္မလည်းပဲအဲ့ဒါအတွက်ဥက္ကဓမ္မကြီးသိကျင်တာမေးကောင်းမေးဖို့ဘယ်နှခုရှိတယ်လဲဒါပဲဟုတ်ဟုတ်ပြီနည်းနည်းလေးပြောတော့မလဲပြောဟုတ်ပြီအဲ့ဒါပဲမေးတဲ့အခါမှာလည်းတရားမဟုတ်တာကိုမမေးနဲ့နော်ကိုတရားသိကျင်တာကမေးကောင်းပါငါတရားမှားသလားမှန်သလားဘုန်းဘုန်းကြီးတရားကမှန်ရလားမှားလားဆိုတာလေးပဲသိကျင်လို့မေးတယ်လို့ဆိုလို့ရှိရင်အဲ့ဒါပဲမေးဟုတ်ဟုတ်ပါပြီဟုတ်တယ်နည်းနည်းတော့ဓမ္မမိတ်ဆွေသူတော်ကောင်းတို့ဒီကနေ့သူစံဘောရဘင်းဆရာတော်အရှင်အင်္ဂါဓမ္မဒီကနေ့ဘုရားဆရာတော်ဆိုတာလေးပဲဒါပဲလည်းကောင်းလာပါလားနာမည်ပေးလိုက်တယ်ဘတ်တော်လို့အဲ့ဒီဆရာကြီးကအခု92နှစ်ရှိပြီဟုတ်ပြီတက်ကြပြီဓမ္မစရိယဆရာကြီးဥကျော်ဆန်းနဲ့လူလားလူအားမလို့တက်ကတူမှာဆရာကြီးလှုပ်တယ်ဦးစင်းကမကွေးမှာတရားကြောင်းနေနဲ့ဆွေးနွေးပြီးတော့ခွန်ကြီးဝတ်တော်မယ်ဆိုတာသိတဲ့အချိန်မှာဒီစာအုပ်တွေတော့အများကြီးပဲငါတော်ထဲမှာအခုလိုဆရာကြီးစီညာနာတို့နေမယ်ဆိုတဲ့ဘဝမျိုးနဲ့နေမဲ့အချိန်မှာငါစာအုပ်ကလေးဆွဲတယ်တော်ပြီဒီစာအုပ်လေးစွန့်နေဆိုစွန့်နေတာစွန့်တော့ကြတော့ဘယ်မှာစွန့်မလဲဆိုတော့ဘုန်းကြီးကျောင်းတဲ့ဒီလိုက်ကိုသွားပြောပြီးတော့သူကျောင်းတဲ့ကြီးကိုရွေးပြီးတော့ပုံညာဝတီမဟုတ်ကိုရိတ်တာတွေကိုသွားပြီးတော့အဲ့ဒါဗုဒ္ဓကိုကြီးစာကြည့်လိုက်ဆိုလှူလိုက်တာအခုတော့ဗုဒ္ဓကိုကြီးပုံညာဝတီဆိုပြီးတော့ဆရာတော်တော့ကိုဗစ်နဲ့ပါသွားပါတယ်စီဂျူနဲ့ပဲ6ဒီဖြတ်ခဲ့ရသေးတယ်အကုန်လုံးတော့အဲ့ဒီကိုကြီးလားဟုတ်ဘုံပေါ့ဘုံဦးဇတိလာ90နဲ့ခွန်လာမသိ93လားမသိထားပါစမ်းပြီးအဲ့တော့ဗုဒ္ဓကိုကြီးအကဓမ္မနေနဲ့ဒီနာမည်လေးကလည်းခုနအကြောင်းမှာစာကြည့်လိုက်ကြီးလွယ်နဲ့ပြီးတာပါဗုဒ္ဓကိုကြီးဆိုပြီးတိတ်ညင်းတဲ့နာမည်ကြီးလိုချင်လို့မဟုတ်ဘူးမြန်မာနိုင်ငံသမိုင်းမှာလည်းသာသနာဂုဏ်ကြီးဓမ္မဂုဏ်ကြီးယရဏဂုဏ်ကြီးမိဘဂုဏ်ကြီးကိုသုံးတဲ့အခါမှာဗုဒ္ဓဂုဏ်ကြီးကမသုံးကြပါဘူးဒါပေမဲ့ဦးဇင်းတော်ဒီကကြီးပြီးလဲစာကြည့်လိုက်နာမည်လေးနဲ့ကိုเจ้าမှာလည်းစာကြည့်လိုက်နာမည်လေးအဲ့မကွေးမှာပနိုင်လေးလို့ကတ်လိုက်ရင်းနဲ့ဗုဒ္ဓဂုဏ်ကြီးเจ้าဆိုဖြစ်သွားတာဒါပါတော့ဒါကဗုဒ္ဓဂုဏ်ကြီးမဖြစ်ခင်ကိုသက်ဘဝအသက်35နှစ်ကတရားတော်ကိုမဟုတ်ဆရာတော်ဘုရားကြီးစီရတော့လွင့်ထလာပြီးတဲ့နောက်ဘဝလေးကိုတခါလေးတက်လုံးဘုန်းကြီးဝတ်တဲ့ဧကဓမ္မဟာငါတော့ဘုန်းကြီးဝတ်ခွင့်မရဘဲနဲ့စီးပွားရေးရှာနေရအောင်မယ်ဆိုရင်ငါရဲ့လွတ်လပ်ခွင့်ရတော့တရားနဲ့ဆွေးနွေးတရားနဲ့နေကောင်းအောင်မှာစိုက်ကယ်နဲ့ကားနဲ့သွားတယ်တရားကိုကြီးဘုန်းဆရာတော်ကြီးခွင့်ညအိမ်လည်းတရားကိုပဲဖွင့်ပြီးတော့လုံနေနေတနေ့တော့စကိုင်းတိုင်းလိုက်ပြီးတော့တရားတွေဖြန့်ခဲ့တရားရုံးမောင်းစိုက်ယူစီးတွေဖြန့်ခဲ့ဒါအောင်မြင်တဲ့အချိန်မှာဘုန်းကြီးကျောင်းတစ်ကျောင်းမှာမှတ်မိအောင်ပဲပြန်ပြောရမယ်တရားဝိတ္တကိုဦးဇင်းကမြမအတန်နဲ့အင်တာဗျူးတာအသက်35လောက်မှာပေါ့ဦးဇင်းစိုက်ယူစီးတွေအကြောင်း34လောက်33လောက်မှာအင်တာဗျူးထားတဲ့အာရှရောင်းဝယ်ရေးအနော်ထားကုမ္ပဏီရဲ့အင်တာဗျူးခန်းလေးကိုတောင်သူတွေကိုဒီလိုလုပ်နေပါတယ်စိုက်ယူစီးဘယ်လိုထုတ်နေပါတယ်မြမသမိုင်းမှာအဲ့လိုတယောက်မှမရှိသေးဘူးအော်ပါပြောကြိုက်တဲ့နာမည်ပြောကိုယ်တိုင်ထုတ်ပြီးတော့တနိုင်ငံလုံးကိုဖြတ်တာမြမအတန်လားတွေ့ရတာဒါပေမဲ့ကိုဘုန်းကြီးကျောင်းမှာကိုပြီးတော့ပဲတွေ့ခဲ့တာပါ